မင်္ဂလာပါငိမ့်ဖြစ်ပါတယ်ဒီနေ့မှာတော့ risk အနည်းဆုံးဖြစ်အောင် order ဘယ်လိုဝင်မလဲဆိုတဲ့အကြောင်းကိုပြောပြပေးပါမယ်အရင်ဆုံးအနေနဲ့ order မဝင်ခင် technical analysis လုပ်ရပါမယ်ကိုယ့်ရဲ့ strategy ကိုအသုံးပြုနေကြ indicator ကိုသုံးပြီးတော့မှ technical analysis လုပ်ရပါမယ်အကောင်းဆုံးကတော့ဒီမနက်ခင်ကိုနိုးတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်လည်းဒီမနက်9နာရီမကြော်ခင်ပေါ့နော်တနေ့တာခြုံပြီးတော့မှဈေးကွက်သုံးသက်ချက်လုပ်ပါပြီးပြီဆိုလို့ရှိရင်တော့ငိမ့်တို့ဒီ order ဝင်တော့မယ်ဆိုလို့ရှိရင် entry point ရှာရပါမယ် entry point ရှာတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီအနည်းဆက်ဆုံးတေချာတဲ့ entry point ဖြစ်ဖို့လိုပါတယ် okay ငိမ့်တို့ entry point ကိုတွေ့ပြီဆိုလို့ရှိရင်ငိမ့်တို့ရဲ့ order ကို entry point ကနေပဲဝင်ဖို့အဓိကအရေးကြီးပါတယ် entry မရောက်ခင် order မဝင်ပါနဲ့နော်ပြီးတော့ခါကြတော့ဒီနောက်ထပ်တစ်ချက်ကကြတော့ဗာလဲဆိုတော့ဒီ order ဝင်တဲ့အခါမှာဆိုလို့ရှိရင်ညီတို့ market exclusion ကနေမဟုတ်ပဲနဲ့ဒီ short order နဲ့ဝင်ခြင်းက risk ပို့ပြီးတော့မှနည်းပါတယ်။ဘာကြောင့် short order နဲ့ဝင်တာက risk ပိုနေလဲဆိုလို့ရှိရင်ညီတို့short order ရဲ့သဘောကိုကသူကဇုံတစ်ခုကိုဖောက်ပြီးမှဇက်တိုက်သွားတဲ့သဘောမှရှိတာကြောင့်မလို့ညီတို့ market exclusion ဒါမှမဟုတ်ဒီ limit order တွေထက်သူကပို့ပြီးတော့မှ risk နည်းပါတယ်။နောက်ထပ်တစ်ချက်ကကြတော့ညီတို့ဒီ order flow ကိုကြည့်ရပါမယ်အဝယ်အားတာနေလားအယောင်အားတာနေလားမြင်အောင်ကြည့်ဖို့အထူးကလိုပါတယ်ဒါမှသာညီတို့က market flow အတန် order ဝင်နိုင်မှာဖြစ်ပါတယ် market ကိုစန့်ကျင်ပြီး order ဝင်တာမျိုးလုံးဝလုံးပြီးလို့မရပါဘူးเนาะအချောအနေနဲ့ပြန်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ညီတို့ဒီ order ဝင်ကြီးမှာဆိုလို့ရှိရင် technical analysis လုပ်ပါပြီးရင် entry point ရှာပါညီတို့ order ဝင်တဲ့အခါမှာဆိုလို့ရှိရင်ဒီဈေးကွက်ကိုကြည့်ပြီးတော့ပေါ့နော် emotion နဲ့ပိုင်းဆဲနှိပ်တာမျိုးမလုပ်ခင်နဲ့ entry point ရှာပြီးတော့မှဝင်ပါပြီးရင် short order 3ပါနောက်တစ်ခုက order flow ကိုကြည့်ပါပြီးရင် market ကိုလုံးဝမဆန့်ကျင်ပါနဲ့ trend is your best friend ပါငယ်အခုပြပေးသွားတဲ့အချက်လေးတွေကရိုးရှင်းပေမဲ့အမှတ်မှတ်ထင်သတိမမှုဖြစ်တတ်တဲ့ဒီမှားတတ်တဲ့အချက်လေးတွေဖြစ်တာကြောင့်ဒီအချက်လေးတွေကိုပြင်ပြီးတော့မှ risk ကိုအနည်းဆုံးဖြစ်အောင် short ချလို့ရပါတယ်။ See, I like in this game for the long run. အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။တတား